tradition နောက်ထပ်သင်ခန်းစာတစ်ခုကျွန်တော်တို့ဆက်သွားတော့မှာเนาะအဲ့တော့ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်တို့ပြီးခဲ့တာကထပ်ဆငယ်ကောင်းငင်မိုးရီမိုးတိမ်စင်အပိုက်ကျွန်တော်တို့ပြီးတာပါเนาะဒီနေ့ကကျတော့ဆန်ရွှင်ပျော်ပါဖြစ်ပါတယ်အဲ့တော့ဆန်ရွှင်ပျော်ပါရေပေါ်တစုများငယ်နှင့်လေးเนาะအဲ့တော့ဒါထုံးစံတိုင်းမှာကျွန်တော်အပိုက်လေးပြပြမယ်ဒါဟိုနဲ့အဆိုတွေကစရည်မယ်ဆိုလို့ရှိရင် tradition ဒလူထုံးတရံဒါထပ်ဆငယ်ပြီးတော့နောက်တစ်ပိုက်၄ပိုက်ပေါ့เนาะ၄ပိုက်မြောက်ဒါဒီသင်ခန်းစာ၄ပိုက်မြောက်ဖြစ်ပါတယ်တကယ်လို့ intro ကစရည်မယ်ဆိုရင်တော့၅ပိုက်မြောက်ဖြစ်ပါတယ်เนาะအဲ့တော့စကြည့်မယ်ပြီးခဲ့တဲ့သင်ခန်းစာမှာပြီးခဲ့တဲ့သင်ခန်းစာအဆုံးလေးစပါမယ်လက် position ဒီတိုင်းပဲရှိပါတယ်เนาะအဲ့တော့ကြည့်မယ်ညာဘက်လက်ကျွဲဒီဘက်လက်ညိုး C တေပူเนาะတေပူပြီးဘက်လက်မ F ညာဘက်လက်ကလေး C ဆိုတေပူပြို okay တေပူပြိုအဲ့ဒါနှစ်ခါတိမယ်เนาะတေပူပြိုတေပူပြို okay เนาะဆန်ရွှင်เนาะဆန်ရွှင်ပြီးလို့ရှိရင်ဘယ်ဘက်လက်မ E ညာဘက်လက်တန်း E စုံပါဘယ်ဘက်လက်ကလေး B ဖြောဘူးเนาะဖြောဘူးပြီးရင်ဘယ်ဘက်လက်ညိုး C ညာဘက်လက်ကလေး C စုံဘယ်ဘက်လက်တန်း G ဖြောဘူးเนาะအဲ့တော့ပြန်ပေါင်းရင်ဆန်ရွှင်ဖြောပါokay ဆန်ရွှင်မျောပါရပါပြီရှင်းဆက်မယ်ဘယ်ဘက်လက်ရွယ် C ညာဘက်လက်ကလေး C စုံဘယ်ဘက်လက်ညိုးညာဘက်လက်ညိုးနှချောင်း E နဲ့ B ဖြောเนาะဖြောပြီးရင်ဒယံထုတ်ရတိုင်းဖြောဒယံဟုတ်ပြီရွှေဘောတစုရှင်းနော်အဲ့တော့ကျွန်တော်ပြန်ပေါင်းမယ်ဆန်ရွှင်ဖြောပါရွှေဘောတစုဟုတ်ပြီနော်ဆန်ရွှင်ဖြောပါရွှေဘောတစုပြီးတာနဲ့ဝါလေးတစ်ချက်ခံမယ်နော်ဖြောက်ပြီးရင်ဘယ်ဘက်လက်ရွယ်ညာဘက်လက်ကလေး C စုံပါပြီးရင်ဘယ်ဘက်လက်ရွယ်ညာဘက်လက်မဘယ်ဘက်လက်ရွယ် C ညာဘက်လက်မ G ဖြောပြီးရင်ညာဘက်လက်ညိုးဘယ်ဘက်လက်မညာဘက်လက်ညိုး A ဘယ်ဘက်လက်မ F ပါဒယံဖြောဒယံဟုတ်ပြီနော်ဖြောဒယံရှင်းနော်ဖြောဒယံအဲ့တော့ပေါင်းမယ်ဆန်ရွှင်ဖြောပါရွှေဘောတစုများငယ်နေရှင်းနော်တစ်ခေါက်ကြည့်ပြန်ကြည့်ပါပြီးရင်ဘယ်ဘက်လက်မ C ညာဘက်လက်မ G ဆိုမှာဘယ်ဘက်လက်ညိုး G ဘယ်ဘက်လက်တန်း C ဘယ်ဘက်လက်ညိုး G ဒါတီးဖို့ပါရနော်ကျွန်တော်တို့ဒါဒလူထုံးတရံအပိုက်ကအဆုံးอ่ะโอเคနော်အဲ့တော့တစ်ခုလုံးပေါင်းတယ်
အဆိုလေးနဲ့တီးပြပါမယ်ဆန်းရွှင်ဆန်းရွှင်ပြောပါရွှေဘောတစုမြငယ်နေလေโอเคအဲ့ဒါလေးကိုကျွန်တော်နှစ်ခေါက်ပြန်တီးမှာပေါ့နော်မာဂီတာထုံးစံတိုင်းလေးနဲ့ကျွန်တော်တစ်ခေါက်ရိုက်ပြပါမယ်ပြီးခဲ့တဲ့သင်ခန်းစာအဆုံးကဒါမျိုးဆိုတော့เนาะဒါပြီဆန်းရွှင်ဆန်းရွှင်ပြောပါရွှေဘောတစုမြငယ်နေလေကျွန်တော်တစ်ခေါက်ပဲရိုက်ပြလိုက်ကြမယ်เนาะနှစ်ခေါက်မရိုက်ပြတော့ဘာလို့လဲဆိုတော့နှစ်ခေါက်ဆိုရမ်းရှည်နေမှာဆိုလို့เนาะနှစ်ခေါက်ကတော့ကိုယ့်ကိုယ်ပဲကိုဖြည့်ဆွတ်တီးတဲ့တော့ဗျာလောက်တော့ရမှာပါเนาะမရှင်းလည်းမေးပေါ့โอเคเนาะအဲ့တော့ကျွန်တော်တီးပြမယ်ဝါလေးနဲ့လာပြီဆန်းရွှင်ဆန်းရွှင်ပြောပါရွှေဘောတစုမြငယ်နေလေโอเคကျွန်တော်အလွတ်လေးတီးပြပါမယ်ကြည့်ပါဦး sorry နေဖြစ်ကုန်ပြီလာနော်ဝါဒီနော်ဟုတ်ပြီပြန်ကြည့်ပါလာပြီဒီထားနော်လာပြီဝါဟောနော်ဒါလည်းမှအဟန့်လေးဒီထားနော်ပြီးရင်ငကိုတိုင်းပြန်မှာပေါ့နော်အဲ့မှာကျွန်တော် key point လေးတွေဆက်ထုတ်ပြပါမယ်အဲ့မှာဆန်းရွှင်ဆန်းရွှင်ပြောပါအမ key point တစ်ချက်ဝါရွှေဘောတစုအမနောက်တဲ့ key point တစ်ချက်ဝါမြငယ်နေ